爸爸的爸爸叫什么？爸爸的爸爸叫爷爷。爸爸的妈妈叫什么？爸爸的妈妈叫奶奶。爸爸的哥哥叫什么？爸爸的哥哥叫伯伯或者大爷。爸爸的弟弟叫什么？爸爸的弟弟叫叔叔。爸爸的姐妹叫什么？爸爸的姐妹叫姑姑。大家ကြတော့အဖေဘက်ကမိသားစုဝင်နေပေါ့နော်။အဲ့ဒီမျိုးလေးဆိုလို့ရှိရင်ကို့အတွက်ပို့ပြီးတော့လဲစာရလွယ်တယ်။ကြပြလေးနဲ့ဆိုတဲ့ခါကျတော့ပါစတဲ့ထဲမှာလဲဆွဲလဲတယ်။ live မှာလဲရှာကြည့်လို့ရရနော်။ဒါကအဲ့လိုမျိုးလေးလုပ်လို့ရှိရင်ရတယ်ဆိုတာကိုပြပြပေးတာပါ။အဲ့တော့အခြေခံအတန်းမှဆိုလို့ရှိရင်နော်ဒီလိုမျိုးပုံစံမျိုးတွေပါပါတယ်။ဒီလိုမျိုးကကိုယ့်အတွက်ပို့ပြီးတော့မှတ်ရလွယ်ကူပါတယ်။